ခေတ်မှာကမ္ဘာကြီးကနေ့စဉ်နဲ့အမျှတိုးတက်လာသလိုလူသားတွေအနေနဲ့ဘဝနေထိုင်မှုပုံစံတွေတိုးတက်လာပါတယ်။ဖုန်းလေးတစ်ချက်နှိပ်လိုက်ရုံနဲ့အဝေးကလူတွေနဲ့ဆက်သွယ်နိုင်တယ်။အဝေးကအရာတွေကိုလည်းလှမ်းကြည့်နိုင်တယ်။တနေရာကိုသွားဖို့ကားတွေလေယာဉ်တွေနဲ့အလွယ်တကူသွားလာနိုင်ကြတယ်။လုပ်ငန်းခွင်တွေမှာတော့အထောက်အကူပစ္စည်းတွေကြောင့်လွယ်ကူစွာလှုပ်ဆောင်လာနိုင်ကြတယ်။နေရာတိုင်းမှာခေတ်မီနည်းပညာတွေကိုအသုံးချပြီးလူတွေကကိစ္စတော်တော်များများကိုအလွယ်တကူလှုပ်ဆောင်လာနိုင်ကြတယ်ပေါ့နော်။ဒါပေမဲ့ဒီຢာတွေအားလုံးဓမ္မဟုတ်ချင်းပြတ်ကွယ်သွားရင်ကောဖုန်းတွေကားတွေနဲ့ခေတ်မီနည်းပညာတွေအားလုံးအသုံးပြုလို့မရတော့ဘူးဆိုရင်ကောတနည်းအားဖြင့်ကြောက်ခေတ်လိုခေတ်မီနည်းပညာတွေဘာမှမရှိတော့တဲ့နေရာတစ်ခုကိုရောက်သွားမယ်ဆိုရင်ကောဘယ်လိုလုပ်ကြမလဲ။စိတ်ဝင်စားစရာမကောင်းဘူးလား။ဒါက Family Island Game ရဲ့အစပဲ။မိတောင်ပောက်ကွဲမှုကြောင့်မိသားစုလေးတစုဟာဖောင်တစည်းနဲ့ကျွန်းလေးတစ်ကျွန်းပေါ်ရောက်လာကြတယ်။အဲ့ဒီမိသားစုကဘသူတွေလဲ။သူတို့ရောက်လာတဲ့ကျွန်းပေါ်မှာရောဘာတွေရှိနေမလဲ။သူတို့အနေနဲ့အဲ့ဒီကျွန်းပေါ်မှာအသက်ရှင်နေထိုင်ဖို့ဘလို့တွေနေထိုင်ပြီးဘာတွေလုပ်ဆောင်ရမလဲဆိုတာကြည့်လိုက်ကြရအောင်။ဟုတ်ပြီ။မိတောင်ပောက်ကွဲမှုကြောင့် Bruce, Eva တို့ညီမောင်နှံရဲ့သူတို့ရဲ့သားနဲ့သမီးလေးရဲ့ကစိတ်လက်ဆိုပြနေပြီမဲ့ဘာခေတ်မီနည်းပညာမှမရှိတဲ့ကျွန်းလေးတစ်ကျွန်းပေါ်ကိုရောက်ရှိလာကြတယ်။သူတို့မိသားစုဟာဒီကျွန်းလေးပေါ်မှာခြေချနေထိုင်ပြီးရွာလေးတစ်ရွာကိုတိဆောက်ကြမယ်။ကျွန်းတိတွေပေါ်ကိုစူးစားကန်းခရီးတွေထွက်ကြမယ်။လီနာတို့အနေနဲ့သူတို့မိသားစုရဲ့စူးစားကန်းခရီးတွေကိုလိုက်ပါကူညီမယ်။ပြီးတော့သူတို့နဲ့အတူရွာကလေးတိဆောက်ပြီးအဲ့ဒီရွာကလေးနေ့စဉ်နဲ့အမျှတိုးတက်လာတာကိုစောင့်ကြည့်ကြမယ်။ကဲဘယ်လိုလဲစလိုက်ကြရအောင်